ထိုင်းလူမျိုးကဘာဖြစ်လို့မြန်မာလူမျိုးကိုမကြိုက်တာလဲထိုင်းလူမျိုးကမြန်မာလူမျိုးကိုမကြိုက်တာအမှမုန်းတာတွေလည်းရှိရဲ့ကွာအဲ့ဒါဘယ်ကနေစလဲသိလားအမှန်တကယ်ကတော့အခုတလောအဲ့လိုမျိုးဟာတွေကနည်းသွားပြီဒါပေမဲ့စစ်ပြီးခစ်သို့မဟုတ်စစ်ပြီးထက်ငယ်တဲ့ခစ်ဟမ်anyway စစ်ပြီးခစ်တော့ဆိုလို့ရှိရင်ပို့ဆိုးပဲကွာကိုငငယ်တော့ဒီမှာနေတဲ့အခါမှာဆိုလို့ရှိရင်အဲ့လိုနှိမ့်တာအထိန်သေးတာတွေ bla bla ရှက်လကရေးတွေကိုထိခဲ့ရတာတွေအများတယ်အခုခေတ်ကျအဲ့လောက်ထိမဟုတ်တော့ဘေမဲ့လည်းကျန်နေသေးရဲ့အဲ့ဘာကြောင့်လဲသိချင်လားသိချင်ပြောပြမယ်အမှန်တကယ်ဘယ်ကနေစလဲဆိုတော့ကျောင်းကနေစတာထိုင်းကျောင်းဘယ်ဘာသာတွေမှာလဲဆိုတော့ history or social studies ပြောပြအောင်မယ်မပြောအဲ့ဒီစာအုပ်တွေမှာဆိုရင်ဒီခေတ်ဒီနှစ်မှာမြန်မာနဲ့ထိုင်းနဲ့ fight ကြရကွာ war ဖြစ်ကြတယ်ပေါ့အဲ့လိုမျိုးလေးတွေရေးထားတယ်များတယ် like လုံးဝတီးကြမြန်မာလူမျိုးကထိုင်းနိုင်ငံကို invade လုပ်တယ်ကွာ invade ကဘာလဲဟာ editor လောက်ပါအောင်မြန်မာလိုကအဓိပ္ပာယ်ပါလဲseries အမြင်နောက်ပြီးတော့အကြမ်းပြင်းကိုပဲပြောပြမယ်เนาะဒါက short video series အရှိကြီးပြောလို့မရသူတို့တွေရဲ့ nationalist patriotic အဲ့လိုမျိုးစိတ်တွေနဲ့စကြတာအဲ့ဒီဟာအဓိပ္ပာယ်ကဘာလဲဆိုတော့နိုင်ငံကိုစောက်ရမ်းချစ်တာကွာငါနိုင်ငံအကောင်ဆုံးတခြားဟာတွေကမကောင် something like that ပေါ့နော်အဲ့ဒီဟာကဘယ်ကနေစလဲဆိုပြီးရှာထားသလောက်နော် King Rama 5 era မှာစတာအဲ့တော့ဆိုရင်လေလူတစ်ယောက်ပေါ့နော်ဒီ royal family နဲ့ပတ်သက်တဲ့တစ်ယောက်ကလည်းသူကလည်းစာအုပ်ရေးတယ်မြန်မာနဲ့ထိုင်းအကြောင်းစစ်ဖြစ်တဲ့အကြောင်းနော်အဲ့တော့ဖတ်လိုက်တဲ့အခါမှာဘလို့နားလည်မလဲဆိုတော့မြန်မာသည် invader မြန်မာသည် enemy ကပါလဲဘာရန်သူလားအေးဟုတ်တယ်ရန်သူအယုထယာခေတ်တုန်းကအယုထယာ kingdom ကပျက်စီးသွားတယ်ဘယ်သူကြောင့်လဲမြန်မာကြောင့်ပြောမယ်ဆိုရှင်ထိုင်းနိုင်ငံကလည်းတခြားနိုင်ငံတွေနဲ့စစ်ဖြစ်ခဲ့ဘူးတယ်ဒါပေမဲ့ဘာဖြစ်လို့မြန်မာဝဲပို့ပြီး focus ထားလဲဆိုတော့အဖြစ်ပြက်ကပို့ပြီးတော့ကြီးမားတယ်ဆုံးရှုံးတာကလည်းပုံများတယ်အဲ့တော့ကောင်းရပါအဲ့ဒီ nationalist patriotic အဖွဲ့တွေဒီဟာနဲ့မြန်မာနိုင်ငံကို against လုပ်လို့ရတယ်ဒီအကြောင်းအရာနဲ့သူတို့ရဲ့ထိုင်းနိုင်ငံကိုပို့ပြီးတော့ patriotic ဖြစ်အောင်လုပ်လို့ရတယ် and you know what's good governments သူတို့တွေအရန်ကိုတော်တယ်စစ်ပြီး brainwash ဆိုတဲ့စကားလုံးကိုပဲသုံးမယ်နော်ပြောပြမယ် brainwash ဆိုတဲ့စကားလုံးကမကောင်းတဲ့အရာမဟုတ်ဘူးနော်ဥပမာအဖေမေကိုကြီးလာတဲ့အခါမှာပြုစုဆောင်ရှောက်ရမယ်အဲ့လိုမျိုးကိုခလေးကို brainwash လုပ်ထားတယ်နောက်တစ်မျိုးအဖေမေကသူတို့ရဲ့သားသမီးကို brainwash လုပ်ထားလဲဆိုတော့ကြီးလာတဲ့အခါမှာအဖေမေကိုပြုစုစရာမလိုဘူးဘာမှမဖြစ်ဘူးနော်ကိုဘဝနဲ့ကိုပဲသွားအကောင်းဆုံးလို့လူကောင်းဖြစ်အဲ့လိုမျိုးပုံစံနဲ့ brainwash လုပ်ထားso brainwash ဆိုတာကမကောင်းတဲ့အပိုင်းပဲမဟုတ်နော်အဓိကအဲ့ဒီအတွေးထဲ့နိုင်တာThai government ကလုပ်တာအရန်ကိုတော်တယ် like အဲ့တော့အဲ့ဒီကလေးကထိုင်းလူမျိုးတွေကစာဖတ်ရတယ်ကြောင်းတက်ရတယ်လေစာအုပ်ထဲမှာမြန်မာတွေကဒီလိုဆိုတာရှိရဲကွာ no questions ဘာမှမေးပိုင်ခွင့်မရှိတဲ့ပုံစံနဲ့သင်ထားတာ no critical thinking no questions ထိုင်းပဲမဟုတ်ဘူးမြန်မာမှာလည်းအဲ့လိုပဲမြန်မာကျောင်းမှာဆိုရှင်ဘလို့လဲမြန်မာလိုဘလို့ခေါ်อ่ะ by heart by heart အော် by heart လို့ပြောရလား by head ချက်တာလေမြန်မာလိုမျိုးပြောတာ by head ဥပမာစာကြောင်းတစ်ကြောင်းကအရှိရေးထားတယ်မလားအဲ့တော့အဲ့ဒီအရှိကြီးတိုင်းလုံးဝတစ်လုံးမှမှားလို့မရအဲ့ဒီတိုင်း copy paste like what the fuck is your brain critical thinking မရှိတော့ဟုတ်တယ်မလားလုံးဝနည်းနည်းလေးမှားသွားတယ်တော့မဟုတ်ကိုယ့်ရဲ့ opinion လေးရေးလိုက်တာနဲ့လုံးဝမှားသွားတယ်ကွာဟိုရေးရทำလိုက်တဲ့အဲ့ဟာကြောင့်အဲ့လောက်ထိမစိုးပေမဲ့လည်းပေါ့တချို့ဟာတွေကတော့ critical thinking မရှိတော့အဲ့ဒါကြောင့်မလို့သူတို့ရဲ့အုံနောက်ထဲမှာကမြန်မာသည် enemy မြန်မာသည်မကောင်းဘူးမြန်မာသည် blah 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 ဒါပေမဲ့အဲ့ဒီနောက်ပိုင်းပေါ့နော်အဲ့ဒီခေတ်နောက်ပိုင်းဟိုအရန်တော်တဲ့လူတွေလည်းဘာလဲမခေါ်တတ်ဘူးအဲ့လိုမျိုးလူမျိုးတွေပြန်ပြီးတော့သမိုင်းပြန်ရေးထားတာအဲ့ဒီမြန်မာနဲ့ထိုင်းအကြောင်း two sides အကြောင်းကိုပြန်ရေးထားတာတွေရှိတယ်လူတွေပြန်ပြီးတော့အမြင်လေးပြောင်းအောင်ပေါ့နော် so လက်ရှိအခုတလောကထိုင်းလူမျိုးကမြန်မာလူမျိုးကိုမုန်းတာတွေမကြိုက်တာတွေရှိတယ်ဒါပေမဲ့အရင်ထက်နေသွားပြီလက်ရှိအဲ့လိုလူမျိုးတွေကဘလို့တွေလဲဆိုတော့ series အမြင်ပြောပြเนาะအမှားဆုံးအမှန်ဆုံးဆိုအောင်မရှိဘူးเนาะ they are like uneducated နောက်တစ်ခုကအရန်ကို nationalist เนาะ patriotic ငါနိုင်ငံမှာငါနိုင်ငံ
အဲ့လိုမျိုးနောက်ပြီးတော့ဟိုကပိတ်ပဲဗာမျက်စိပိတ်နားပိတ်ကွာငါနားမထောင်ငါမှတ်လာဒီလိုအဲ့တော့ငါနိုင်ငံအကောင်းဆုံးသူတို့တွေကရန်သူတွေသူတို့တွေကမကောင်းတဲ့လူတွေ something like that အဲ့ဟာကြီးကိုပဲမှတ်ထားတဲ့လူတွေပေါ့ but ဒါကသူတို့ရဲ့ right ပေါ့နော်ကိုဘက်ကဘာမှပြောပိုင်ခွင့်မရှိဘူးမင်းငါတို့ဘာမောအောင်ငါ like no ဒါသူတို့ဘာသူတို့အတွေ့ပေါ့နော် it's okay like everyone has their right ကိုလည်းကြိုက်တဲ့ဟာရှိတယ်မကြိုက်တဲ့ဟာရှိတယ်ဟုတ်တယ်မလား as long as ကိုဒုက္ခရောက်အောင်မလုပ်ရင်ပြီးရောပေါ့နော် respect each other Syria followers တွေရော bully လုပ်ခံရဘူးလားဒီနိုင်ငံမှာနေပြီးတော့အနှိမ်ခံရဘူးလားဘလို့တွေအနှိမ်ခံရဘူးလဲ comment မှာရေးထားပြလို့ရပါတယ်